မဲကောင်မလေးရေးထားတယ်ဒူတဲ့ ဒိုပါနဲ့မေဒိုอ่ะ ဟိုအောက်ကမြင့်မပါဘူးရခင်ဗျာ အရေးတော့ စာကြတယ်ကောင်မလေးက အရေးတော့ ခိုချီရေ ကိုကြီးနဲ့မေကိုချီရမှာ ကောင်မလေးကလက်ရည်မမှန်ဘူးတို့ကိုကြီးရေဒီလက်ရည်ကိုမြင်အကိုမှုတ်မိမှာပါ ခွီဒီလေရမြင်ကိုမမိမှာပါ သူရေးတာမမှန်ဘူးတော့ခိုချီရေ ကိုကြီးရေဒီကိုချီကဘယ်ပါလာလဲ ညီမတို့ရွလာတော့ကအကိုပြော့နေတယ်ဆို အဲ့ဒီကဆေးမထိုးထားလို့ဟာညီမတို့ရွာလာတော့အကိုပြောတယ်ဆို အခုညီမတို့ရွမှာ ရွာမှာ ဘန်းကြီးပြန်ပွဲရှိတယ် ဖုန်ကြီးပြန်ပွဲ ပဲလာယူရှက်လာအညက်လာမသိဘူး ပေါ်ပွဲလားရုပ်ရှင်လားအငိမ့်လား အကိုလားပြအောင်လားပါ နွားပါလာပြအောင်လာပါ ညီမမျော့နေပြီ မလေးမျောနေနဲ့ဆိုသိတဲ့ဘောဟာမျောနေမယ်မျောနေမယ် ဟောခိုချီရေ ကိုကြီး နေကန်းလား တန်းယုံနေမကောင်းမမြင်ရတော့ဘူးနေကောင်းလား ဟောဖိုစောက်တုံးကမအေလို့ ဘာဖြစ်လဲဘာဖြစ်လဲ ဟောမဟုတ်သေးချာဖိုစောက်တုံးကမအေလို့ ဟိုဆောင်တော့မအေးလို့ ခိုချီရေ ကိုကြီးရေ အကိုနဲ့ညီမချနေတာကို ရှင်းနေတာကို အကိုနဲ့ညီမချစ်နေတာကိုအဖေတို့မိသိသွားပြီလေအကိုအမြန်လာတောင်းပါ အမြန်လာတောင်းပါ အကိုမတောင်းရင်တောင်းတဲ့လူတော့လိုက်ရပါလိမ့်မည် စေးထိုးပြီးမှလာခဲ့မယ်အဲ့ဒီမသားမကိုပြောလိုက်